ကျွန်တော်ကပောက်ကွဲပစ္စည်းတွေကိုဘာဘာလေးတွေဖျောက်ပြီးတော့ PK ပုံစံလေးတွေလီပြီးတော့တကယ် PK အတိုင်းပုံစံတူဖြစ်အောင်တတူပြန်နဲ့ပတ်လိုက်တယ်ဗျပြီးတော့စီးကက်တဲ့တွေကိုထုတ်အဲ့ထက်ကိုမီရှို့ဂျိုလီတစ်ခုထိုးထဲအမှတ်ထားလို့ပြီးတော့တေးသေးလေးဖြစ်တဲ့ခြေရခံကိရိယာလေးတစ်ခုကိုဟွက်ထားလိုက်တာပေါ့ Shock with Helen Cream ပါတဲ့အလုံးလေးလုံးကိုလည်းစောင့်ထားလိုက်သေးတယ်ဗျအဲ့ဒီတော့ကျွန်တော်နဲ့ရုပ်ချင်းစင်တူတဲ့တရားခံပြီးတောင်ကိုရှာလိုက်တယ်ဗျသူဓာတ်ပုံနဲ့သူအောင်ကျွန်တော်မျက်နှာကိုဖန်တီးလိုက်တာပေါ့လမ်းပေါ်ရောက်တော့ရဲတွေတမင်တကာသွားပြီးတော့ရန်စားလိုက်တယ်သူတို့ကကျွန်တော်ကိုဒူးထောက်ခိုင်းလိုက်တဲ့အခါကျွန်တော်လည်းကြိုတင်စီစဉ်ထားတဲ့အတိုင်းအတူရောင်ကိုပဲအထောက်ထားတွေကိုထုတ်ပြလိုက်တော့သူတို့ကျွန်တော်ကိုပင်လျာချအချင်းတောင်ကိုတန်းဖူးလိုက်ကြတာပေါ့စစ်ဆေးချိန်မှာအဆောင်တွေကကျွန်တော်မျက်နှာပေါ်ကတက်တူတွေကိုမြင်တော့ဘာမှမမေးတော့ဘူးကျွန်တော်စီးခဲ့ထုတ်ထဲရော PK တွေထဲရောရှာဖွေပေးမယ်ဘာမှမတင်ကားစရာမတွေ့ဘူးဒီတော့လိုအပ်တဲ့ပစ္စည်းတွေအကုန်လုံးနဲ့ကျွန်တော်အထဲကိုဝင်သွားနိုင်ခဲ့တာပေါ့အထဲရောက်တော့ပြစ်မှတ်ထားသူကိုကျွန်တော်အမြန်ရှာလိုက်တာပေါ့ပြတ်ထမှာကတော့သူကကိုရန်တော်လေးနဲ့အမြန်ဝိုင်းနေတာပဲနေတိုင်းလေ့ကျင့်ခန်းလုပ်တဲ့အချိန်မျိုးမှတော့တခြားအချင်းသားတယောက်ကပြောပြသေးတယ်သူ့ကိုတတ်ချင်နေတဲ့သူနောက်တစ်ယောက်ရှိသေးတယ်ဓားမြောင်တစ်ချောင်းကိုရိုးဝတ်စွာလက်ဆင်ကနေကြတာကိုကျွန်တော်တတိထားမိတယ်အဲ့ဒါနောက်ဆုံးမှဝါဖြိုးလေးလေးတယောက်စီရောက်သွားတယ်ထမင်းစားချိန်မှာပေါ့ကျွန်တော်လဲစူပူမှုလေးတွေဖန်တီးလူအနေငယ်ကိုတွန်းထိုးပြီးတော့အဲ့ဒီဓားမြောင်ကိုသူ့စီကနေလူယူလိုက်တယ်မကြခင်မှာပဲကျွန်တော်ပြင်းမှာကလေ့ကျင့်ခန်းလုပ်နေတော့တခြားအချင်းသားတယောက်ကသူ့ကိုလက်နက်တစ်ခုနဲ့ရုတ်တရက်ပြီးဝင်တိုက်ခိုက်လာတယ်ကျွန်တော်လဲဓားမြောင်ကိုလွှဲပစ်လိုက်တော့တိုက်ခိုက်မှုကိုတားဆီးနိုင်ခဲ့ပြီးသူ့အသက်ကိုကယ်တင်နိုင်ခဲ့လာပေါ့ကျေးဇူးတင်တဲ့အနေနဲ့သူကသူ့အခန်းထဲကိုတီးတန့်စားဖို့ဖိတ်ခေါ်တယ်အဆောင်တွေကကျွန်တော်ကိုအဲ့ဒီကိုလိုက်ပို့ပေးတယ်သူကဆေးဖက်ဝင်အပင်တွေကိုရောစနေတာပေါ့စားပွဲပေါ်မှာဘလို့ဆေးကြုံမလဲမသိဘူးပြင်ဆင်နေရတဲ့ကျွန်တော်မွေးအရက်ပလင်းတစ်လုံးကိုလမ်းညင်လိုက်ရတယ်အဲ့ဒါကကျွန်တော်ကိုအချမ်းတစ်ခုရစီခဲ့တာပေါ့ကျွန်တော်တက်သားတုပ်တစ်ချောင်းကိုဆွဲယူပြီးတော့သူ့လေပင်ကိုနောက်ကနေလက်နဲ့ချုပ်ပတင်းပေါင်နာကိုတွန်းကတ်လိုက်တယ်မျက်နှာတုပ်ပွားနဲ့ဖြီးထားလိုက်တာသူတတိလစ်သွားတဲ့အထိပဲပြီးတော့အမုံတွေကိုရေနဲ့ရောသူ့လေချောင်းထက်ကိုအတင်းထိုးထည့်လိုက်တယ်သူခန္ဓာကိုယ်ကပြင်းပြင်းထန်ထန်တဆက်တွန်းခါပြီးတော့အထင်ကအဆောင်တွေကြားအောင်အတန်းတွေထွက်လာတယ်ဘာဖြစ်နေတာလဲလို့သူတို့ကမိတော့ကျွန်တော်ကသူ့ဆူတောင်းနေတာပါလို့အေးဆေးပြန်ပြောလိုက်တယ်သူတို့ချောင်းကြည့်လိုက်တော့ထူးထူးခြားခြားဘာမှမတွေ့တာနဲ့ပြန်ထွက်သွားကြတယ်ခဏကြာမှပဲဘာမှမဖြစ်ခဲ့သလိုကျွန်တော်အခန်းထဲကနေထွက်လာခဲ့လိုက်တာပေါ့မကြခင်မှာပဲအချင်းတောင်ကတခုခုတော့မားနေပြီဆိုတာသိလာကြတယ်အဆောင်တွေကတိုက်ခိုက်သူကိုအကြီးအကျယ်ရှာဖွေမှုတွေစတင်ခဲ့ကြတယ်ကျွန်တော်ကစန့်ကျင်ဘက်ကိုရွေးနေတဲ့လူအုပ်ထဲကိုတိုးဝင်သွားပြီးတော့နိုင်ငံသားရောက်တဲ့အထိသွားတယ်ကျွန်တော် PK ပေါက်ကွဲပစ္စည်းတွေကိုထုတ်အလုံးလေးဖြစ်အောင်လုံးပြီးတော့တင်းငယ်တဲ့အပေါက်လေးတစ်ခုထဲကိုထိုးထည့်လိုက်တယ်ပြီးတော့စီးကတ်ထဲကမီးရှို့ချိုးကိုဆွဲထုတ်ပြီးမီးရှို့လိုက်တာပေါ့ကင်မရာတွေကကျွန်တော်ကိုမိထွားတယ်အဆောင်တွေလည်းအရင်အမြတ်နီးလာနေပြီကျွန်တော်ခြေရခံကိရိယာကိုချိန်ဆဲပစ်လိုက်ပြီးအဝတ်စားတွေချုပ်ပြီးတော့ငါမှန်ကားကွယ်ဆေးခရင်ကိုတကူလုံးပွတ်လင်ရတယ်သူတို့ကျွန်တော်စီရောက်ခါနီးမှာပဲပေါက်ကွဲမှုကနိုင်ရန်ကိုပွင့်ထွက်သွားစီတယ်ကျွန်တော်တက်သားတုပ်တစ်ချောင်းကိုဆွဲယူအပေါက်ကိုချက်အဲ့ဒီထဲကနေသွားပြီးတော့အောက်ကပင်းလေထဲကိုမိသားတရားအမင်းကနေတန်းပြီးခွန်ချလိုက်တာပဲ